ဒီမှာမျိုးကိုပြောမိနေကြတော့မဲလားဘယ်လိုမှာမျိုးလဲဆိုလို့ရှိရင်ဥမာဆိုရင်ကိုကပြင်းညီငွေနေတယ်လို့ပြောချင်တဲ့အခါမျိုးမှာဆိုလို့ရှိရင် I am boring လို့ပြောမိတဲ့အမှားမျိုးပဲဖြစ်ပါတယ်အဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော် I am boring လို့ပြောရမှာမဟုတ်ဘဲနဲ့ I am bored ဆိုပြီးတော့သုံးရမှာပဲဖြစ်ပါတယ် I am boring ဆိုတဲ့အဓိပ္ပာယ်ကကြတော့ကိုကသူများကိုပြင်းအောင်ကိုကသူများကိုစိတ်ပြည့်အောင်သွားလုပ်ထားတာပေါ့နော်အဲ့တော့တခြားသူတယောက်ကကိုကိုပြောတာဟဲ့ तू ကပြင်းစရာကြီးပါतू ကဘယ်လိုပြောလဲ तू ကညီငွေစရာကြီးပါဒါမျိုးပြောတဲ့အဓိပ္ပာယ်ဆိုလို့ရှိရင်တော့ I am boring ဖြစ်သွားတယ်ကိုကပြင်းညီငွေနေရဆိုလို့ပြောချင်တဲ့အခါမှာဆိုရင်တော့ I am bored လို့သုံးတာပဲဖြစ်ပါတယ်ကျတို့ဒီ I နေရာမှာ he တွေ she တွေလည်းအစားသွင်းပြီးတော့သုံးလို့ရတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်အခုကိုတငယ်ချင်းတယောက်ရှိနေပေါ့နော်တငယ်ချင်းမဟုတ်လဲဒဇိန်းကောင်လေးတယောက်ကအဲ့သူနဲ့မပေါင်းချင်ဘူးဘာလို့ဆိုတော့ तू ကပြင်းစရာကောင်းတယ်ပေါ့နော်အဲ့ဆိုလို့ရှိရင် he is boring ဒါမျိုးသုံးလို့ရပဲဖြစ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုတငယ်ချင်းကောင်မလေးတယောက်ကသူကပြင်းညီငွေတဲ့ပုံစံပေါက်နေတယ်ဘာမှမလုပ်ချင်မကိုင်းချင်ဖြစ်နေတယ်ဆိုလို့ရှိရင် she is bored ဒါမျိုးပဲသုံးတာပဲဖြစ်ပါတယ်အလွယ်မှတ်ရမယ်ဆိုလို့ရှိရင်တော့ကျတို့ဒီစိတ်ရာပေါ့နော်ပြင်းစိတ်ရာကောင်းတယ်ပေါ့နော်ဒီစိတ်ရာဆိုတဲ့အနောက်မှာဆိုလို့ရှိရင် ing ပေါင်းပြရတယ်ပြောရဲ boring ပြင်းစိတ်ရာကောင်းတယ်ကျတို့ဒီ bored ကကြတော့ကိုယ့်ရဲ့ခံစားချက်ကိုယ့်ရဲ့ feeling ကိုပြောတာပဲဖြစ်ပါတယ်အားလုံးနားလည်မယ်လို့ထင်ပါတယ်တတားကိုကဘယ်လိုပြောမိနေလဲဆိုတာလေးလည်းအောက်က comment မှာရေးသွားပြအောင်နော်